မင်္ဂလာပါရှင်နီလာတိတ်တိတန်နန်းကနေလိုက်လွှင့်နေတာဖြစ်ပါတယ်ဒီနေ့ live ကလေးကိုပြီးလို့ရှိရင်တော့ဗီဒီယိုလေးပြန်ပြီး download ဆွဲထားပြီးတော့ YouTube မှာတင်မို့လို့တော့စူးစမ်းကြည့်လိုက်ပါဦးမယ်နည်းနည်းအရေးကြီးလို့ပေါ့နော်ဒီဟာလေးကိုအရင်ပြမယ်ကျမရဲ့ပကြီးလေးရာတော့တီးခံပေးပါကဘာစီကြီးတီးလိမ့်မည်တဲ့နော်ဒီအရာကိုစီလို့မြင်ပေးပါလက်ရတော့ညံ့ပါတယ်အတိတ်ဘေကဘာလဲဆိုတော့ကဘာစီကြီးတီးလိမ့်မည်တဲ့ဒီစီလေးကိုထောင်းလိုက်လို့ရှင်စီတော်လေစီတော်ကိုထောင်းလိုက်လို့ရှင်အပေါ်မှာမျက်နှာတစ်ခုအောက်မှာမျက်နှာတစ်ခုနှစ်ခုတွေးလိမ့်မယ်နော်ကဘာစီကြီးတီးလိမ့်မည်ဆိုတာကအပေါ်မှာရှိတဲ့အရာကကြတော့မိုးပေါ့နော်မိုးချင်းနဲ့မိုးရွာမယ်လေမုန်တိုင်းနေတိုက်တယ်အောက်ကစီမျက်နှာဝါကြတော့မြေကြီးပေါ့နော်မြေကြီးဖြစ်တဲ့အတွက်ငလင်တွေလှုပ်မယ်တဘာဝဘေးအန္တရာယ်တွေကြုံမယ်အဲ့ဒီအရာတွေကိုတင်စားပြီးတော့ကဘာစီကြီးတီးလိမ့်မည်မျက်နှာမဲကြီးငိုလိမ့်မည်လို့ပြောကြတာပေါ့နော်ဟုတ်ပြီဒါတွေအားလုံးကိုဘာလို့ပြောနေရလဲဆိုတော့ကျမကတော့ကြာချင်းချောက်နေတယ်လို့ထင်လေဦးမယ်အဲ့ဒီသဘောမျိုးမဟုတ်ပါဘူးကဘာအရရက်မှာနေရာအရရက်မှာတဘာဝဘေးအန္တရာယ်တွေဆိုတာရှိတတ်ပါတယ်အဲ့ဒီအတွက်ကိုဒီလိုမျိုးတဘာဝဘေးအန္တရာယ်တွေကြုံလဲကြုံလာတတ်တယ်ကြုံလဲကြုံတတ်တယ်ပေါ့နော်အဲ့အတွက်ကိုဘယ်လိုလုပ်ရမလဲဆိုတော့ကျမတို့တွေကဒီအလယ်မှာနေတဲ့သူလို့မှတ်လိုက်နော်ဒီအလယ်မှာကျမတို့ကနေကြတယ်ဒီအပေါ်မှာမိုးဒီအပေါ်မှာမိုးနဲ့ဆိုင်တဲ့တဘာဝဘေးအန္တရာယ်တွေဒီမှာကတော့မြေနဲ့ဆိုင်တဲ့တဘာဝဘေးအန္တရာယ်တွေရှိတယ်အဲ့ဒီမှာအလယ်မှာကျမတို့ကရောက်နေဘာနဲ့ဖောက်ထွက်ရမလဲဆိုတော့စူးနဲ့ဖောက်ထွက်မှာဒီနေရာတွေကိုကျမတို့ကြော်နိုင်မယ်လွှားနိုင်မယ်နော်စူးတရံလိုခြုံထက်တဲ့လက်နဲ့ခြုံထက်တဲ့လက်နဲ့ဖောက်ထွက်မှာကျမတို့ကဒီအရာတွေကိုကြော်နိုင်မယ်အဲ့ဒီခြုံထက်တဲ့လက်နဲ့ကဘာလဲဆိုတော့သစ္စာလက်နဲ့ဒီသစ္စာလက်နဲ့ထက်စွမ်းတဲ့လက်နဲ့ကကျမတို့မှာမရှိဘူးเนาะအဲ့တော့သစ္စာလက်နဲ့ဆိုတာကဘာလဲဆိုတော့ကျမတို့တွေပြုနေတဲ့ကုသိုလ်เนาะအဲ့မှာကျမတို့မပြုတဲ့ဥစ္စာပြုတာကကုသိုလ်မပြုတာကအကုသိုလ်အဲ့တော့ပြုတဲ့ကုသိုလ်တွေကိုလည်းပဲသစ္စာပြုမယ်သီလဆောင်ထိန်တယ်စရဏတွေကျင့်ကြံတယ်ဒါနတွေပြုတယ်ဘာဝနာတွေအားထုတ်တယ်ဒီပြုတဲ့ကုသိုလ်ကိုလည်းသစ္စာပြုရမယ်မပြုတဲ့အကုသိုလ်ဥပမာကျမတို့အမဲသားမစားဘူးတရေမတောက်ဘူးသူများသားမရမဖောက်ပြန်ဘူးငါးပါးသီလမလွန်ကျူးဘူးဒီကုသိုလ်တွေဒီအကုသိုလ်တွေကိုလည်းမပြုဘူးဆိုတဲ့ဥစ္စာကိုလည်းကျမတို့သစ္စာဆိုရမယ်နော်ကျမတို့ဒီသစ္စာလက်နဲ့ဖောက်ထွက်မှဒီကျမတို့ဒီလိုဘေးဒုက္ခတွေအားလုံးကိုလွတ်မယ်မြောက်မယ်အဲ့ဒါလေးကိုမှတ်ထားပေးပါပလွှင့်ပြီးတော့ခဏလေးနော်အဲ့တော့ကျမတို့တွေနေ့စဉ်နဲ့အမျှပြုတဲ့ကုသိုလ်တွေဟာလူတိုင်းမှာရှိကြပါတယ်ကျမမှလည်းရှိမယ်အခုဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေတို့မှလည်းပဋ္ဌာန်းဆက်တွေမှလည်းရှိမယ်ဆိုတာယုံကြည်ပါတယ်အဲ့တော့ဖျားရှိဖို့တောက်တော်ရေးကစမီလေးလူမြည်သည့်ကုသိုလ်ကိုလည်းလုပ်လို့အဲ့ဒီကုသိုလ်ကြီးမှန်သမျှကိုလည်းနေတိုင်းသစ္စာပြုပါအဲ့ဒီလိုပဲမပြုတဲ့အကုသိုလ်ဆိုတာရှိတယ်ကျမဆိုအမဲသားမစားဘူးမွေသားမစားဘူးမွေလုံးဝမတက်ဘူးပြီးလို့ရှိရင်သူများသားမရမဖောက်ပြန်ဘူးကိုယ့်ရဲ့ကာမပိုင်ခင်မွန်းပေါ်မှာဘယ်တော့အခါမှသစ္စာမဖောက်ဖြစ်ဘူးတေးရက်ကိုတေးဘေးနဲ့ကြုံရင်တောင်ဆေးအဖြစ်ဝါအဖြစ်တောင်မသုံးဆွဲဘူးအစားရှိသဖြင့်ပေါ့နော်သူများရဲ့စီးစိမ်ဥစ္စာငွေကြေးကိုလိမ်မစားဘူးညမစားဘူးအဲ့ဒီလိုမျိုးရှာပေါ်မျက်ပေါက်ပါစေငါဘယ်တော့မှမဟုတ်မှန်းလိမ်ညာမစားဘူးအစားရှိသဖြင့်ဒီလို
ကိုမပြုတ်တဲ့အာကုသိုလ်တွေဆိုတာလေလူတွေမှာအများကြီးရှိတယ်အဲ့တော့မပြုတ်တဲ့အာကုသိုလ်တွေကိုလည်းပဲကျွန်မသစ္စာပြုပါဒီအာကုသိုလ်မပြုဘူးဤမှန်ကန်သောသစ္စာစကားကြောင့်เนาะဘေးဆိုအန်ဒရယ်ဆိုကတ်ဆိုးတွေနဲ့ကင်းလို့ရပါစေအေးချမ်းရပါစေအစရှိသဖြင့်သစ္စာပြုပါဒါမပြုတ်တဲ့အကုသိုလ်တွေပြုတဲ့ကုသိုလ်တွေနဲ့ဆိုလို့ရှိရင်လည်းပဲသီလကိုစောင့်ထိန်ပါတယ်တောက်တော်ရေးချမ်းအာစိန်နကံကတ်လူပါတယ်အာစိန်နကံပဋ္ဌာန်းပူဇော်ပါတယ်အာစိန်နကံထားပါတော့ကုသိုလ်စုမှုလူခဲ့ပါတယ်ဤကုသိုလ်ကောင်းမှုစေတနာတရာစွမ်းအားကြောင့်ဘေးဆိုကတ်ဆိုအန်ဒရယ်ဆိုများမှာကင်းလို့ပြီးတော့မိသားစုဘေးကင်းရပါစေရန်ရှင်းရပါစေကျန်းမာရပါစေချမ်းသာပါစေအစရှိသဖြင့်ပေါ့နော်လောဘတကြီးတော့မဟုတ်ဘူးဒါပေမဲ့ဘေးဆိုအန်ဒရယ်ဆိုကတ်ဆိုကနေကင်းမို့တော့တစ္ဆာပြုကြပါဒီကာလမှာအရန်အရေးကြီးပါတယ်ချင်းချောက်တာမဟုတ်ပါဘူးဒါလိုကိုလိုအပ်တဲ့အတွက်ကျွန်မပြောကြခြင်းဖြစ်ပါတယ်เนาะအားလုံးတစ္ဆာလက်နဲ့အစွမ်းထည့်ပြီးတော့ဘေးဆိုးကတ်ဆိုအန်ဒရယ်ဆိုတွေကနေကင်းလို့ကြပါစေလူငင်းကြပါစေအားလုံးအေးချမ်းသာယာရှိကြပါစေလို့ဆုတောင်းမေတ္တာပို့တာရင်လည်း like လေးကိုနားခွင့်ပြုပါရှင်